သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တစောင်းမုံလဆန်း9ရက်လိုင်မြို့နယ်6ရပ်ကွက်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပရဟိတကြားကြောင်းဩဘုံပါဓမ္မဗိမာန်တော်ကြီးအတွဲဝင်ဆင်းကျင်းပပြုလုပ်အပ်သည့်ရာဟုယဓမ္မသဘင်အခမ်းအနားဝယ်မယန်းကုန်းမြို့နယ်တစ်ဖက်သောမိဘများကိုအမှုထား၍မယန်းကုန်းမြို့နယ်9မိုင်ခွဲတင်းလူရလမ်းအမှတ်45 S2 နေဦးသောချေကျော်ခင်စောဝင်းသားမောင်မင်းတောင်းခန့်ကျော်ညီညီခန့်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမိကောင်းစေကောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတခုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိကိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယဤတွေတိုင်းတာပေါ်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ကြီးကြီးဟုကျတိထဝေ90အစုအလွန်ခဲရင်သောဘုရောကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျိုးကိုအားထုတ်တော်မူရသည်ဖြစ်လေခေရန်လက်ချေမြေလုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပြမညင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိသည်ဘာကရုဏီကသတ္တဝါများယဝေတာကဲ့သို့သနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတက္ကနာတသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောပန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမိကောင်းဆွေကောင်းလောကမှာလူတွေပြောလို့ရှိကြတယ်မိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအသိမှပြုကြတယ်သို့သောမိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲမိကောင်းဆွေကောင်းရဲ့အဓိပ္ပာယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိနေတယ်ပေါ့သို့မဟုတ်မိကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်
ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့သိနိုင်ကြဘူးပေါ့မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအတာအထိလိုအပ်တယ်လဲရသော်ဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။တန်လျာဝကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။လောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်မိကောင်းဆွေကောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။ရသော်ဘုရားကကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါတစ်ချက်ပေါ်ပြထားတာရှိတယ်။လောကသံဃာနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိကောင်းဆွေကောင်းရှိရမယ်။ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်။ external condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်းကြီးပွားတိုးတက်မှုမရနိုင်ဘယ်ဆုံးလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုဟောလေးရှိပါတယ်တေချာသတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှထုတ်လုပ်လို့ရတယ်ဒါအသိတဘာဝကြလောကလည်းဒီတိုင်းပဲလေဆိုတော့ဘုန်းကြီးတို့တွေနေ့စဉ်စားနေတဲ့အစာအာဟာရပဲရှိခန္ဓာကိုယ်တွေကကျမ်းမာမှုလို့ဆိုတဲ့ကံ့ကြောင့်ဖြစ်တဲ့ဩဇာလို့ခေါ်ရတဲ့အာဟာရယုတ်ကအရှင်ကြီးကောင်းမှုလို့လေပြင်ဘက်ကစားလိုက်တဲ့အစာထဲမှာပါလာတဲ့ဗဟိတဩဇာအဲ့ဒါကလည်းကောင်းမှုလို့လေအစ္ဆဒဩဇာ internal nutriment ဗဟိတဩဇာ external nutriment အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတယ်နှစ်ခုရှိရတယ်ဒါကြောင့်မို့လို့အပြင်အစားအစာလည်းလိုအပ်တယ်အတွင်းကကျန်းမာရေးအခြေအနေကောင်းဖို့လည်းလိုအပ်တယ်ကျန်းမာရေးအခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်ကိုဘလောက်ဖိကျွေးနေတိုးတက်လာမှာမဟုတ်ဘူးနော်ဒါကြောင့်မို့လို့အတွင်းအပြင်ဆိုတာနေရာတကာမှာလိုအပ်တယ်ဆိုတာအမြဲတမ်းလက်တွေ့ကြတယ်ယေရှုဘုရားကလည်းဒီတိုင်းဟောတာပဲဖြစ်ဘက်ကမိတ်ကောင်းဆွေကောင်းရှိရမယ်အတွင်းကကိုယ်တိုင်ကမှတ်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာလေးရတယ်အပြန်အားဖြင့်နားလည်ရပါကအပြင်ဘက်ကမိတ်ကောင်းဆွေကောင်းမရှိဘူးမကောင်းတဲ့မိတ်ဆွေရှိတယ်ကိုယ်တိုင်ကလည်းယောနိသောမနတိကာရလို့ခေါ်တဲ့မှန်ကန်စွာတွေးတောဆင်ခြင်တတ်မှုမရှိဘူးဆိုလို့ရှိရင်အကျိုးဆိုးလို့လည်းပေါ့ဗျာမကောင်းကျိုးတွေကိုဖြစ်ဖို့ရလည်းပဲအခြေခံအဖြစ်ဒီအကြောင်းတစ်ခုပဲကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလည်းပဲအခြေခံအဖြစ်ဒီအကြောင်းတစ်ခုပဲအတွင်းနဲ့အပြင်အကြောင်းတရားနဲ့ပေါင်းစပ်ပြီးတဲ့အခါကျတော့မှ
ုန်းကြီးတို့တွေကောင်းကျိုးဆိုးကျိုးဆိုတာဖြစ်လာတယ်မိစ္ဆာဒိဋ္ဌိဖြစ်မှုသမ္မာဒိဋ္ဌိဖြစ်မှုနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဒီလိုပဲဟောထားတာရှိတယ်နမူနာယူဖို့ရအတွက်ပို့ပြီးတော့ခြေခြေပြတ်ပြတ်နားလည်ဖို့အတွက်အေလူတယောက်အတွေးခေါ်တွေမှားတော့အယူဆတွေမှားတော့မှားရတဲ့အတွေးခေါ်တွေရအောင်အကြောင်းဘယ်နှမျိုးရှိတယ်လဲဆိုနှမျိုးရှိတယ်တဲ့နံပါတ်1ကပရတောကောသတစ်ဖက်ကဟောပြောပို့ချတဲ့အတန်တွေရဲ့အတိုင်းအပြင်ဘက်ကအကြောင်းတရားပဲအတွင်းပိုင်းဆိုင်ရာအကြောင်းတရားကအာယောနိသောမနတိကကိုယ်တိုင်ကမမှန်ကန်ကန်ဆင်ခြင်နှလုံးသွင်းမှုမရှိဘူးတဲ့အပြင်ဘက်ကလည်းမမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်ရတယ်ကိုယ့်ရဲ့အတွင်းနှလုံးသွင်းမှုကလည်းမှန်ကန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲဒါမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းနဲ့အတွင်းအကြောင်းနဲ့အပြင်အကြောင်းထို့တူပဲသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုရရှိဖို့ဆိုတဲ့နေရာမှာလည်းပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်ထားတာပဲပရတောကောသမမကန်ကန်ဟောပြောပို့ချတဲ့တရားဓမ္မအတန်ကိုကြားနာရတာကအပြင်အကြောင်းယောနိသောမနတိကာရအတိညာနဲ့ဆင်ခြင်စဉ်းစားနိုင်မှုကအတွင်းအကြောင်းအဲ့ဒီအကြောင်းတစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့သမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အမြင်တစ်ခုရရှိလာနိုင်တယ်ရှင်သာရိပုတ္တရာမထေရယဟန္တာဖြစ်သွားတာပဲကြည့်အောင်သူ့ဘာသူဖြစ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာအလောင်းဟာမိကောင်းဆွေကောင်းမရလို့ပင်ကိုအနေထားကအမတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲဉာဏ်ဖြစ်လာမှဉာဏ်ထက်တာမဟုတ်ဘူးမွေးကြတဲ့က intelligent ဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ပဲသို့သောပြင်ဘက်ကအကြောင်းတစ်ခုလိုနေသည့်အတွက်ကြောင့်အမှန်တရားကိုလိုက်ရှာတာအတော်ကြာအောင်အမှန်တရားမတွေ့နိုင်ဘူး။ဘာကြောင့်လဲအတွင်းအကြောင်းရှိတော့လဲအမှန်တရားအပြင်အကြောင်းတရားကထောက်ပံ့မပေးသေးဘူး။ရှင်အတ္တစီနဲ့တွေ့လိုက်တဲ့အခါကျတော့ဘုရားဝါဒကိုအချင်းချုပ်လေးရှင်းပြလိုက်တယ်။ယေဓမာဟေတုပ္ပဝါတေတံဟေတုတထာဂတောသဘာဝတရားတွေဟာအကြောင်းကိုအခြေခံဖြစ်တာတဲ့အဲ့ဒီအကြောင်းကိုဖြစ်တဲ့အခြေခံဖြစ်တဲ့တရားတွေကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းကိုအခြေခံဖြစ်တဲ့တရားတွေရဲ့အကြောင်းရင်းအစစ်မှန်ကိုလည်းမြတ်စွာဘုရားကဟောတယ်အဲ့ဒီအကြောင်းတရားတွေခြုံငိမ့်သွားလို့ရှိရင်လည်းအကျိုးတရားတွေခြုံငိမ့်သွားတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်ခြုံငိမ့်တဲ့နိလန်းတွေကိုလည်းဟောတယ်လို့သစ္စာလေးပါးကိုအချင်းချုပ်လေးပြောလိုက်တာဒုက္ခနဲ့သမုဒယဒီနှစ်ခုနားလိုက်ရတာနဲ့ပဲရှင်သာရိပုတ္တရာအလောင်းမှာသောတာပန်ဖြစ်သွားတာရတ္တကောသလို့ခေါ်တယ်မှန်ကန်တဲ့တရားသာပြင်ပအကြောင်းတရားမိမိကိုယ်၌ကအသိဉာဏ်ရှိတယ်မမှန်ကန်စဉ်းစားတတ်တယ်ဆိုရယ်ယောနိသောမနတိကာရအတွင်းအကြောင်းတရား external condition နဲ့ internal condition အချိုးညီကြီးပေါင်းစပ်လိုက်တဲ့အခါကျတော့သောတာပန်ဖြစ်စဉ်ရောက်သွားတာတန်လျာတွေကင်းသွားတယ်မှန်ကန်တဲ့အမြင်တစ်ခုရအဲ့ဒါဆိုလို့ရှိရင်မိကောင်းဆွေကောင်းဟာဘလောက်အရေးကြီးတယ်ဆိုတာမထင်ရှားပဲဘူးလားမိကောင်းဆွေကောင်းဆိုတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတန်လျာခရီးမှာရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေမိကောင်းဆွေကောင်းဆိုတာအမှန်တမ်းအရေးကြီး
မိကောင်းဆွေကောင်းအရေးကြီးတယ်လို့မိမိကိုယ်တိုင်ကလည်းယောနိသောမနတိကာရ wise attention လို့ခေါ်မှန်မှန်ကန်ကန်ဆက်ဆက်တတ်မှုဆိုတဲ့ကိုယ်ပိုင်အသိဉာဏ်ရှိဖို့လည်းလိုအပ်သေးတယ်နော်အဲ့ဒီအခြေအနေတရားဟန်ချက်ညီညီမိမိတို့တဏ္ဍာမှာရှိပြီဆိုလို့ရှိရင်လောကကြီးပွားရေးပဲလှုပ်လို့တန်တရားကြီးပွားရေးပဲလှုပ်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တရားဓမ္မပဲရှင်းရှင်းသူပုဂ္ဂိုလ်အောင်မြင်မှာပဲသိကြတယ်အဲ့တော့ဘုန်းကြီးတို့တွေကအကျိုးကိုလိုချင်လို့ရှိရင်အကြောင်းကိုစီးဖို့ရတယ်အကျိုးကိုမှန်မြော်ပြီးတော့အကြောင်းတရားကိုမလုပ်ဘူးဆိုရင်ရပါမရဘူးအလင်းရောင်လိုချင်လို့ရှိရင်လျှက်စမီဖြစ်စေဖျောင်းနိုင်မီဖြစ်စေတစ်ခုထွန်းရမှာဟုတ်လားအလင်းရောင်ကြီးပဲယူလို့ရတာမဟုတ်ဘူးအလင်းရခြင်းရဲ့အကြောင်းတစ်ခုကိုရှာဝေရတာပဲထို့တူပဲကောင်းကျိုးချမ်းသာကိုရခြင်းပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေလုပ်ဖို့လိုတယ်ဘယ်လိုပဲနဲ့ထိုင်းနေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်စရာလေးမြင်လိုက်လို့ရှိရင်မင်္ဂလာရှိလိုက်တာမပြောကြဘူးလားနားကသာယာတဲ့အတန်လေးချလိုက်ရင်အမလေးမင်္ဂလာရှိလိုက်တာချင်းနဲ့ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာနော်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းတဲ့ဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့38ဖြာမင်္ဂလာတရားတွေကိုဟောသွားတာမှန်တယ်များအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှနဲ့မလှုပ်ရမှဒီတစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါဏာသတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်းတဲ့မစ္ဆပါဏာသတန်မောတဲ့အယက်သေးစာပြီးရာဒါတွေမကောင်းနဲ့တဲ့ဟောကိုယ်ကဒါတွေမဖြတ်နိုင်ဘူးမင်္ဂလာရှိပါမလားမရှိတယ်မင်္ဂလာမရှိတယ်မင်္ဂလာဆိုတာဘာလဲဆိုဘဝမှာအောင်မြင်ကြီးပွားမှုနဲ့ချမ်းသာဒုက္ခရရှိမှုကမင်္ဂလာပဲအဲ့ဒီမင်္ဂလာတွေရချင်လို့ရှိရင်မင်္ဂလာရကြောင်းတရားကိုသိဖို့အထောက်ပါလို့မြတ်စွာဘုရားဟောတယ်ခုဒီမှာလည်းမိကောင်းဆွေကောင်းဆိုအကြောင်းတရားတစ်ခုပဲမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့တခါတော့သာဝတ္တနိကေသုတ်တံတစ်ခုမှာရှင်အနန္ဒမထေရမြတ်ကစဉ်းစားကြည့်တာသူ့ဘာသူစဉ်းစားရှင်အနန္ဒစဉ်းစားပုံကလောကလူတွေစဉ်းစားပုံနဲ့သွားတူတယ်လောကလူတွေစဉ်းစားတာဘယ်လိုစဉ်းစားတော့ဆိုလို့ရှိရင်ဆရာသမားကလည်းသင်တာပဲဒါပေမဲ့ငါကိုယ်တိုင်ကလည်းကြိုးစားတယ်အဲ့တော့ဆရာသမားရဲ့အထောက်ပံ့က50ရာခိုင်နှုန်းငါကိုယ်တိုင်ကြိုးစားတာက50ရာခိုင်နှုန်းဒါရဲ့အောင်မြင်ကြီးပွားမှုကဆရာနဲ့က50-50ပဲလို့ဒီလိုပြောကြတယ်မပြောဘူးလားဒီလိုပြောလို့ရှိကြတယ်နော်ရှင်အနန္ဒာလည်းအဲ့လိုတွေးတယ်တခါတော့ရှင်အနန္ဒာဒီလိုတွေးတာလောကလူသားတွေတွေးပုံနဲ့သွားတူတယ်သူဘယ်လိုရှောက်တော့ဆိုမြတ်စွာဘုရားအရှင်ဘုရားတဲ့ဟောဒီဓမ္မစရိယမြတ်သောအကျင့်ကျင့်ဖို့သာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးမြတ်သောအကျင့်ကျင့်နိုင်ဖို့
နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ကိစ္စမှာတဲ့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းမှာတဝက်လောက်အကျိုးပြုပါလေဘုရားကိုရှောက်တယ်50တွေသူကနော်ရာခိုင်နှုန်းအပြည့်မဟုတ်ဘူးရာခိုင်နှုန်း50သူကတွေးတယ်လေဆရာသမားတွေကသင်ပေးတာရာခိုင်နှုန်း50အခုတိုင်းကြိုးစားတာက50လို့ဒီလိုတွေးတာပဲဒါလောကလူသားတွေတွေးတဲ့အတွေ့ပဲရှင်အနန္ဒာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကတရှောက်မိတ်နဲ့အနန္ဒာအဲ့လိုမပြောနဲ့မင်းပြောတာမမှန်ဘူးတဲ့မဟုတ်ဘူးတဲ့ရသောအချင်းချင်းပြီးတော့ထူးခြားတဲ့တရားဓမ္မကိုရတယ်ဆိုတဲ့ဟာတဲ့ရာခိုင်နှုန်းတရားအပြည့်မိကောင်းဆွေကောင်းရဲ့အကျိုးပြုမှုပဲရသော်ဘုရားကမိကောင်းဆွေကောင်းဘလောက်အရေးကြီးတယ်ဆိုတာအဲ့ဒီသုတ်တံမှာရာခိုင်နှုန်းအပြည့် 100% ဒီလိုပြောတာနော် 100% အကျိုးပြုတယ်ရသော်ဘုရားကဘာထောက်ထားပြတော့ဆိုလို့ရှိရင်ကဲမင်းတို့စဉ်းစားကြည့်အာနန္ဒာငါဖယားမပွင့်ဘူးဆိုလို့ရှိရင်ခုလိုတရားတွေသိခွင့်ရပါမလားဖယားပွင့်ပြီးတော့တရားဟောလို့ဒါတွေသိရတာဆိုတော့အားလုံးဟာဒီသိရတဲ့အသည့်တွေဟာအကုန်လုံးဖယားပေါ်မှာ 100% ဒီလိုဆိုလိုတာနော်ရှင်သာရိပုတ္တရာမထေရမြတ်လည်းကြည့်သူကိုယ်တိုင်လိုက်ရှာလာပဲမတရားတရားကိုလောကမှာတော်တော်ချမ်းသာတဲ့လူတစ်ယောက်ပဲတတိသားတစ်ယောက်ပဲသို့သောမိကောင်းဆွေကောင်းကိုရှာမတွေ့နိုင်တဲ့အတွက်ကြောင့်အမတ္တဆိုတဲ့တရားကိုရှာလို့တွေ့ရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့မှသူအမတ္တတရားကိုတွေ့ရဆို 100% ရှင်အတ္တစီရဲ့အကျိုးပြမှုပဲပေါ့အကယ်၍ရှင်အတ္တစီမပါဘူးဆိုလို့ရှိရင်လောကမသိနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားကရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ရှင်အနန္ဒာကိုဒီလိုပဲဟောတယ်ငါဘုရားမပွင့်ဘူးဆိုလို့ရှိရင်တဲ့တတ္တဝါတွေဟာငါဘုရားတရားမနာရလို့ရှိရင်သံဃာဝဆင်းရဲတဲ့မှာဘုဒ္ဓခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဇာတိတရားကလည်းမလွတ်နိုင်ဘူးစရာတရားကလည်းမလွတ်နိုင်ဘူးဇာတိတရားကလည်းမလွတ်နိုင်ဘူးမရဏတရားကလည်းမလွတ်နိုင်ဘူး။ဘာဘုရားဟောကြားတဲ့တရားကိုနာရလို့သာဒါတွေလွတ်သည့်အတွက်ကြောင့်ရာခိုင်နှုန်းအပြည့်အကျိုးပြုပါလေလို့ဟောရှင်သာရိပုတ္တရာကျတော့သုတ်တံတစ်ခုမှာရှင်သာရိပုတ္တရာဒီစကားမျိုးကိုမြတ်စွာဘုရားကိုရှောက်တယ်ရှင်သာရိပုတ္တရာဆိုတာတော့ဘုရားပြီးဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်သူမြင်တာကမြတ်စွာဘုရားမြင်သလိုပဲမြင်တယ်လောကလူသားတွေလို့မမြင်ဘူးမြတ်သောခြင်းကိုချစ်ဖို့တရားတို့တရားမြတ်ရဖို့ဆိုတဲ့နေရာမှာတဲ့ကလျာဏမိတ်တလုံးဝရှားခိုင်တော့အပြည့်အကျိုးပြုပါတယ်ဘုရားလို့မြတ်စွာဘုရားရှောက်တော့ဘုရားကမှန်တယ်ပြောတာသုတ်တံတစ်ခုရှိအဲ့ဒါကိုထောက်လိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အရေးဟာကလျာဏမိတ်တလို့ဆိုရင်မိတ်ကောင်းဆွေကောင်းရှိဖို့ဘလောက်အရေးကြီးတယ်အမတန်မှအရေးကြီးတယ်လို့ပြောရမယ်နော်အဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လက်လန်းမမီတဲ့သံဃာဥက္ကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တဟာအရေးကြီးသေးတယ်ဒါလို့အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တပါရသေးတယ်သမ္မာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တအကျိုးပြုမယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းသိဖို့လိုတယ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာသိဉာဏ်ရှိတဲ့လူတွေကလက်ခံတယ်သို့တော့ကိုပေါင်းနေတဲ့မိတ်ဆွေကြီးတကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိပြန်ဘူးအဲ့ဒါကြ
မိကောင်းထင်ပြီးတော့ပေါင်းသင်းဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိကောင်းဆွေကောင်းမဟုတ်ဘူးသို့သောကိုယ်ကမိကောင်းဆွေကောင်းထင်တယ်မိတ်ဆွေဆိုတာအားကြီးတဲ့မိယာအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အားကြီးတဲ့မိယာတစ်ခုပဲမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားထိုတို့သုတ်တန်တွေမှာဟောထားတာရှိတယ်အဲ့ဒီထိုတို့သုတ်တန်တွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိတို့ဘဝအနေနဲ့မိကောင်းဆွေကောင်းကိုကြွေးတတ်လာပါလိမ့်မယ်အဲ့ဒီသုတ်တန်တွေကိုဖတ်ရှုလေ့လာခြင်းနာယူမှတ်သားခြင်းဖြင့်တို့ရဲ့ဘဝဝကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေကတို့အတွက်မိကောင်းဆွေကောင်းလားလူတွေကကိုယ်ကမိကောင်းဆွေကောင်းရှာတယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိကောင်းဆွေကောင်းဖြစ်အောင်မလုပ်သင့်ဘူးလားအဲ့ဒီဘိုင်းကိုမေ့မနေကိုယ်ကတော့မိကောင်းဆွေကောင်းနဲ့ပေါင်းကျင်တယ်ကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိကောင်းဆွေကောင်းဟုတ်ကဲ့လားကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ဟုတ်ကဲ့လား association ဆိုတာပေါင်းတဲ့ဆက်ဆံတဲ့ဆိုတာတစ်ဖက်သက်ကြည့်လို့မရဘူးတစ်ဖက်စလုံးကြည့်ရတစ်ဖက်စလုံးကြည့်လိုက်လို့ရှိရင်ကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းနဲ့ပေါင်းတယ်ကိုပေါင်းတဲ့မိတ်ဆွေကလည်းမိကောင်းဆွေကောင်းဖြစ်တယ်ကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်ရထိုပုဂ္ဂိုလ်ရဲ့မိကောင်းဆွေကောင်းဖြစ်ရကောင်းပြီမိကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားတာလေးရှိတယ်အဲ့ဒီထဲမှာပေါင်းတင်တိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့သင်ပြင်လက္ခဏာမိကောင်းဆိုတာလူဆိုးလူကောင်းဆိုတာရုပ်ကြည့်ုံနဲ့သိပါလားအပေါ်ယံကြည့်ုံနဲ့ဘာမှမသိဒါကြောင့်ငယ်ငယ်တော့ပြောကြတယ်မင်းလူဆိုးဆိုတာဂျိုနဲ့မှမဟုတ်တာပဲသိတယ်နော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မို့လို့လူမြင်ုံနဲ့ဒီလူကလူကောင်းလားလူဆိုးလားလို့သိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လုံရပုံမှာပို့ပြီးတော့ OTP တော့သိရတယ်သူလုပ်တဲ့လုံရတွေကိုကြည့်ပြီးတော့ဒီလူကလူကောင်းလားလူဆိုးလားဆိုခွဲခြားသိတယ်အဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အခက်ခါလို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်နံပါတ်1ကပါတော့ဆိုရင်ယုတ်တတံတထာတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူကြီးလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲဆွတ်လွတ်ပြီးတော့ပေးထားလို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲဒုက္ခရံကရောတိသမ္မာပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပြီးတယ်ဆိုလို့ရှိရင်လည်းမိကောင်းဆွေကောင်းပဲအဲ့တော့ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာသမ္မာပုဂ္ဂိုလ်တွေသိခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းအခုလောကမှာအများဆုံးကဆရာတို့လေးရှိရင်ပေါင်းကြတယ်ဗက်ဆံလေးရှိရင်ပေါင်းကြတယ်ဆရာတို့လည်းကြာသွားရောမမြင်ကြအောင်
ဆင်းရဲမွေးနေဒေဝလီခံသွားတာနဲ့တပြိုင်နက်ပမြင်ဉာဏ်အောင်ဆောင်ဟုတ်ကဲ့အဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုသည်ယာထုကိုပေါင်းအများစုသည်ငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကိုအထိတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရအမှန်တမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာဗရာတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးအဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ဒီငယ်တော့ပုံမြင်လေးတစ်ခုဖတ်ရတယ်အမှန်တမ်းမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်းနှစ်ယောက်တောအကြီးတစ်ခုကိုဖြတ်သန်းသွားတယ်တယောက်ကတနတ်ပါတယ်လက်နဲ့ပါတယ်တယောက်ကမပါတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်းပဲတွေ့တွေ့ဟောကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောလို့မှမဆုံးသေးဘူးလမ်းခွေတစ်ခွေကဝက်ဝင်ကြီးကဘွားကနေပေါ်လာအဲ့ဒီအချိန်မှာဘာလို့လို့ဆိုတော့သူတငယ်ချင်းကဘာလည်းနဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေအောင်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားကြတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလွတ်ယုံပြီးထွက်ပြေးသွားတယ်တဏှာနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝဲဝင်နဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးပါဒါရရုပ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတငယ်ချင်းတတိတော်မပေးဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတယ်တငယ်ချင်းလို့တဲ့လူကတိတ်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်းပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနန္တလာပြီးတော့ခေါင်းကိုရှာလက်ရက်တယ်ဟိုနန်းဒီနန်းလုံးတယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငြိမ့်နေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချတယ်အဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့ဝက်ဝင်ကြီးလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးသူ့လမ်းသူရှောက်သွားဝက်ဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှတ်တဲ့ကောင်ကတစ်ပင်ပေါ်ကနေဆင်းလာတယ်ဆင်းလာပြီးတော့တကယ်ချင်းဘင်းဝက်ဝင်ကြီးကတိုးနဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်ဒီဝဲဝင်ကြီးကငါနာနာကပြောသွားတာတော့မိတ်ဆွေတငယ်ချင်းမပီတာတဲ့ကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားတယ်အဲ့ဒါလိုပြောသွားတယ်အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိပဲနဲ့အဲ့ဒီလိုကိုလွတ်ယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝဲဝင်ကြီးကသူ့မှာသွားတယ်လို့ပြောတဲ့အလုံးမသားဆရာကောင်းတဲ့ဟာအဲ့ဒါကိုပြောတာအာဗရာတုနာစေတိဒုက္ခကြုံလာတဲ့အခါဆွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိကောင်းဆွေကောင်းတစ်ခုပဲဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့မိကောင်းဆွေကောင်းရဲ့အင်္ဂါရပ်တွေကဘာလို့ဆိုပိယောကရုဘာဝနိယောဝတ္တာသဝဆနကမောဆိုအဲ့ဒါမှအရေးကြီးတယ်ဆရာ
အဲ့ဒီအည်သွေးတွေရှိမရှိကြည့်ရမယ်မေကောင်းစေတော့ပြီးရောချစ်ခင်လေးစားလောက်တဲ့သီလသမာဓိပညာအည်သွေးတွေရှိရလားဒါချစ်ခင်အပ်တဲ့အနေအထားမျိုးရှိရလားကရုလေးစားလောက်တဲ့ကိုယ်ကျင်တရားရှိရလားဘာဝနိယရှိမလောက်တဲ့ကိုယ်ကျင်တရားရှိရလားသို့မဟုတ်မေတ္တာဘာဝနာပွားတဲ့မေတ္တာစိတ်ဓာတ်ထုံတာရှိရလားဝတ္တာမကောင်းရင်လည်းပွင့်ပွင့်လင်းလင်းပြောတတ်တယ်ဆုံးမတတ်တယ်အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားဝဆနကမောအပြစ်တွေ့လို့သူပြောလို့ရှိရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားတချို့ကသူများကိုတော့ကိုယ်အဆုံးမတယ်ကိုယ်ဆုံးမရင်ဘာပြောလဲရှာမရှိနဲ့ဟုတ်လားကိုယ်ကပြောတဲ့အခါတော့ရှည်ကျင်တော့ရှည်ဖို့ကိစ္စမရှိဘူးကိုယ်ကပြောလို့ရှိရင်မကြိုက်တဲ့လူကပိုများတယ်နော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တာကိုယ်ကလည်းဆုံးမတတ်ရမယ်ဝဆနကမသူကပြောလို့ရှိရင်လည်းလက်ခံတာရှိရမယ်အဲ့ဒီအချက်ကအမှန်တန်ခက်တယ်ဘာလို့ခက်တာတော့ဆိုလူတွေမှာမာနရှိတယ်မာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောလက်ခံတယ်ကိုယ်အောက်ကလူကပြောလဲလက်ခံတယ်ငါသိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ရံမယ်ဒီနေရာမှာကျတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခေါ်ကြကောင်းပညာရှိပိသလို့ပေါ့ရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသလို့ရှင်သာရိပုတ္တရာမထေရမြတ်ကိုတစ်ခါတော့ကသင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွယ်လောင်းလေးကြာနေတော့ကိုရင်လေးတစ်ပါးကရှောက်တယ်တဲ့ရှင်ဗျာသင်္ကန်းလေးဟောဒီမဲ့တွယ်လောင်းလေးကြာနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကိုရင်လေးပြောတဲ့အတိုင်းဟုတ်နေတော့သူသင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားလို့ပြောတယ်နော်ကျေးဇူးတင်တယ်ကိုရင်ကျေးဇူးတင်တယ်လို့ကိုရင်ပေါ့ဆာလေးကဆုံးပြောတာတတိပေးတာကိုလက်ခံပြီးတော့သံဃာပိဋကကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်အရွယ်ဒီကနေ့မှသင်္ကန်းဝတ်လာတဲ့တတဟုပပ္ပစီတော်တန်တော်ဇာတိယတတ္တဝတိကောဒီကနေ့မှကိုရင်ဝတ်လာပြီးအသက်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထိပ်ရွယ်ပန်ဆင်ပါမယ်ဟောဒါရှင်သာရိပုတ္တရာပြောတဲ့စကားပါဠိလိုကြတော့တတဟုပပ္ပစီတော်တန်တော်ဇာတိယတတ္တဝတိကောသောပိမံအနုတာတေယတံပဋိသာမိမတ္ထကေဒီကနေ့မှာကိုရင်ဖြစ်လာပြီးအသက်အရွယ်ကလည်း9နှစ်ပဲရှိသေးတယ်အဲဒီကိုရင်ဝတ်ဆ9နှစ်အရွယ်ကိုရင်လေးကတောင်မှသူ့ကိုဆုံးမဩဝါဒပေးမယ်ဆိုလို့ရှိရင်ဥထိပ်ပန်ဆင်မမယ်လို့ဒီလိုပြောတာနော်ဒါသံနမုဏယူရမှာပဲအဲ့တော့မိကုံးစေကောင်းကိုအမတန်တန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်တယ်ပေါ့ဒီကောင်းပြီဝတ္တာဝဆနခမသူများကဆုံးမရင်လည်းလက်ခံနိုင်ရအဲ့ဒီလက်ခံနိုင်တာလည်းပဲမိကုံးစေကောင်းရဲ့အင်္ဂါတရားပဲလောသတ္ထာနေနိယောဇကောသူများကိုကြောင်မတွန်းရအောင်များသောအားဖြင့်လူတွေကကိုလွတ်ရုံးပြီးတော့သူများကိုကြောက်တွန်းတတ်တဲ့အလေးထားလေးရှိတတ်တယ်ပေါ့ကြောက်တွန်းတယ်ဆိုတာမကောင်းမှသိရတဲ့နဲ့တွန်းပို့တာမျိုးပေါ့ဟောအဲ့ဒါမျိုးလည်းမလုပ်ဘူးဆိုရဲဆရာသမားမျိုးကိုရွေးပြီးတော့ကိုးဝယ်ပါတဲ့ပိယောကရုဘာဝနိယောဝတ္တာသဝဆနကမော
မှာလည်းပဲဒီမိတ်ဆွေတွေရှိတယ်အဲ့ဒီမိတ်ဆွေဆိုတဲ့ထဲမှာပထမမိတ်ဆွေမဟုတ်ဘဲနဲ့မိတ်ဆွေရောင်ထင်းနေရတဲ့ပုဂ္ဂိုလ်မျိုးက၄မျိုးရှိတယ်၄ယောက်ရှိတယ်အဲ့ဒါမြတ်စွာဘုရားကသင်္ဃာလောဝါဒသုတ်တံမှာသင်္ဃာလသရိုသားကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောထားတာလေးတွေရှိတယ်မိတ္တပฏิရူပကရွှေအစ်စ်မဟုတ်ဘူးသို့သောကြည့်လိုက်ရင်ရွှေထုဆိုလို့သောဝနာပฏิရူပကရွှေထုနော်ကြည့်လိုက်ရင်တော့ရွှေပဲမြင်လိုက်ရတဲ့အခါဝါဝါလေးရွှေတိုင်းပဲသို့သောအစ်စ်မဟုတ်ဘူးအတုဆိုတာသရံတူတယ်ပေါ့လုံးဝကွဲပြားနေတော့အတုလို့မခေါ်ပါဘူးအတုဆိုတာအစစ်နဲ့တော့တူရမယ်ပေါ့အေးလောကမှာရွှေအစစ်ကိုတုထားတဲ့ရွှေထုရှိတယ်လို့မိတ်ဆွေအစစ်ကိုတုနေတဲ့မိတ်ဆွေထုရှိသေးတယ်ဒါသတိထားဆိုတာကိုယ်တိုင်ကလည်းမိတ်ဆွေထုမဖြစ်စေနဲ့ကိုပေါင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေအတုမဖြစ်စေရဘူးအဲ့တော့မိတ်ဆွေအတုဆိုတာဘာလဲတဲ့မြတ်စွာဘုရားမိတ်ဆွေအတု၄ယောက်ဟောထားတာရှိမြတ်စွာဘုရားကသုံးထားတာမိတ်ဆွေအတုလို့ဆိုကြတဲ့ကမိတ်ဆွေမဟုတ်ဘူးတဲ့နော်အတုဆိုတာအစစ်မဟုတ်ဘူးပေါ့နော်အေးမိတ်ဆွေအတုဟာနံပါတ်1ကပါဠိလိုအညတ္ထုဟရအညတ္ထုဟရဆိုတာမိတ်ဆွေတူပဲဘာလဲအညတ္ထုဟရဆိုတာကိုယ့်ဘက်ကတစ်ဖက်သားကိုပေါင်းသိတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ရှုတတ်တယ်နော်ဟိုလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတ္ထုဟရသူကကြီးပဲယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့လည်းလည်းပါပါလေးပေးပြီးတော့များများယူသွားတယ်အင်းလေးတစ်ခွက်လာပေးပြီးတော့စံတတိလောက်ယူသွားတယ်ဒါမဟုတ်ပါဘူးကိုယ်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးတယ်အဲ့ဒါလိုပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတ္ထုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုသိကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့တဏှာလာအောင်ပေါင်းတတ်တယ်အညတ္ထုဟရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကိုကြီးအားကိုးပါတယ်အမကြီးအားကိုးပါတယ်နဲ့ဟုတ်လားကြာလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတ္ထုဟရမိတ်ဆွေသူ့အကျိုးသူမျှော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်းလုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတ္ထုဟရမိတ်ဆွေလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေနဲ့ဝေဝေကရှောင်ကိုယ်ကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုဝစီပရမလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဆိုတာလောကုတ်လုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုတ်လုတ်တာဗာလဲလောကုတ်လုတ်လို့ဆိုရင်အတိတ်နဲ့လောကုတ်လုတ်တယ်အနာဂတ်နဲ့လောကုတ်လုတ်တယ်ဆိုပါစို့အိတ်တိတ်သွားတယ်တကယ်ချင်းကွာမင်းလောက်ချလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားရင်ချက်ထားတယ်အခုတော့မင်းချင်းရင်ပဲရှိတော့မနေ့ကချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားရင်
တော့တို့ကမစားရဘူးမစားရဝါကမမယ်လေဟောမနေ့ကဟာနဲ့အခန့်တွက်လိုက်တာပဲအဲ့ဒါတခါတည်းညာဟိုနှစ်ကနဲ့အခန့်လိုက်ဘာမနေ့တော့ဇီးကွာဖြစ်တော့မင်းမလာဘူးကွာမင်းကငါမျောလိုက်တာမင်းမလာခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရအောင်လေဒါပေမဲ့ဟိုလူကဝမ်းသာတော့ဒီကောင်ငါ့ပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်သာပါတာလက်မပါဘူးအနာဂတ်နဲ့အခန့်နဲ့ဆိုတာပါတော့နောက်တစ်ခါကျတော့မင်းလာခဲ့ဒီချိန်လာခဲ့မင်းတို့ချင်တာတွေကအကုန်ရစေနောက်တစ်ခါသွားရင်တော့ရရှိမှရမှာဒါပဲလို့နောက်တစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန့်တာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန့်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲမိတ်ဆွေအတုဟာတဲ့အစင်မဟုတ်ပါဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းသတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကလုံးတဲ့ဟာလည်းရှိတယ်မိတ်ဆွေတကယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တကယ်ချင်းလာကောမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေဒါလေဒီတစ်ဆယ်တည်းရှိလို့ကွာအလို့ဆိုမင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတစ်ဆယ်တည်းရှိလို့အလို့ဆိုမင်းငါပေးပါဝေသွားချီလို့ရှိရင်လည်းငါမှဒီနေ့ကြက်နေသေးလို့ကွာအလို့ဆိုငါမင်းပေးပါလေဟာငါလည်းကကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာဝေချီဝစီပရမလို့ခေါ်တယ်တဲ့အဲ့ဒီလိုလုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမိတ်ဆွေတုဝစီပရမမိတ်ဆွေလို့ခေါ်တယ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါတော့တကယ်ချင်းငါသွားเสียရှိလို့မင်းကားလေးခဏငါစမ်းဟာငါကမင်းရှော့သွားမကောင်းလို့ကွာဒီနေ့ဝါရှော့ဖို့တကယ်တော့ကောင်းတယ်ကောင်းရင်လည်းကောင်းတယ်မှာပေါ့နော်ကားဘာဖြစ်နေလို့ခီးဝေးသွားလို့မရသေးဘူးသို့မဟုတ်ငါကဝါရှော့ထိုးထားတယ်ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့ပစ္စုပန်မှာအပြစ်ပြလိုက်တယ်လေအပြစ်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြစ်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်တဲ့ဒါမျိုးတွေအဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေတူပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးတဲ့နောက်တစ်ခုကတော့အနုပိယဘာဏီအနုပိယဘာဏီဆိုတာဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာမကောင်းလည်းလိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတူပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတော့ဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်နော်ကိုတပည့်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်ဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသွားတော့အဲ့ဒီလိုအကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ပဲဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်ဝယ်ဆိုလဲဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ်သူကြိုက်တာသူပြောတဲ့စကားကနောက်လိုက်ပြီးတော့သူ့အကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ဒါတွေကိုလည်းလူတွေကပေါင်းသိကြတာဘာဖြစ်လို့ကိုယ်သဘောနဲ့အញ្ញဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချီးမွမ်းတယ်ရှေ့မှာကြတော့ချီးမွမ်း
လူတွေကရှေ့ကြတော့ချီးမွမ်းကြတယ်လေဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားတယ်ရောမင်းငေါ်ချင်ဒီကောင်ဒီတိုင်းပဲဒီကောင်ဘယ်ဟုတ်လဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတယ်ဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းတွေပြောတော့ရင်နောက်တစ်ယောက်ကထသွားလှုပ်ရှားရှိသေးတယ်ပြန်လိုက်အောင်ပဲဆိုကိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ခြံရတယ်သူလည်းတူတူပါပဲဒီလိုဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပ္ပိယပါဠိရှိတော့ကောင်းတယ်၊ကိုယ်ရကြတော့အတင်ပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားတတိထားပဲပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ် 4ကဘာတော့ဆိုလို့ရှိရင်အပါယသဟာယစီးပွားပြည့်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါယသဟာယပစ္စည်းဥစ္စာတွေပစ္စည်းဖို့အတွက်အပေါင်းအသင်းနဲ့ဘာလို့ဆိုလို့ရှိရင်ဒီရဆိုင်သွားမယ်ဖို့ပဲလိုက်ပဲနော်တရားပွဲဆိုင်တော့မလိုက်ဘူးဒီရဆိုင်ဆိုလို့ရှိရင်လိုက်မယ်နော်ဒီရဆိုင်အရင်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော့လမ်းလေကောင်ထွက်ပြီးတော့လေဘုတ်ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာကျစိတ်ဝင်စားတယ်ဘုရားတော်ကြောင့်တည်းကျတော့မလိုက်ဘူးအားရှိသေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါအလုတ်အားမဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေကိုအားမအားတာနောက်တစ်ခုကသူကဘာလို့တော့ဆိုပွဲလန်းတဲ့ပင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းတဲ့ပင်သွားကြည့်အောင်ခေါ်လို့ရှင်လိုက်တယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးတွေထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်းမိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသိရမယ်မိတ်ဆွေလို့တော့မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ်တရန်သူလို့တော့သတ်မှတ်တယ်။ဘာကြောင့်ရန်သူလို့သတ်မှတ်တော့ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာကိုပရမတ်တော်တွေရွဲနေတာဟုတ်တယ်ရောရှိသို့ပေါ်ကိုယ့်ဘဝပျက်စီးဖို့ပဲဒါတွေကတောက်ပေါ်တောက်ပဲလောင်းကစားပေါ်လောင်းကစားပဲအပြောပန်းသွားပေါ်သွားပဲဆိုပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ္တဉာဏ်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလို့သတ်မှတ်တယ်ပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်ဘူးပေါ့လောကလူဆိုတာကတော့ကြုံတွေ့ကြပါပဲဒါဖြင့်ဗျာဒီလိုမပေါင်းသင့်တဲ့မိတ်ဆွေတွေမပေါင်းသင့်တဲ့မိတ်ဆွေတွေကများနေတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးတပည့်တော်တို့ပေါင်းရမလဲဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိသူဟေတ္တမိတ္တတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟေတ္တကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟေတ္တလို့ခေါ်တယ်စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေကဘာတော့နံပါတ်1ကဥပကာရမိတ်ဆွေတဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းတစ်ယောက်ဟာဆိုပါစို့အယက်ဒေတာတောက်ပြီးမူးမေ့နေတောင်မှပဲအယက်မူးပြည်သည်ထိအောင်သူ့အန္တရာယ်မဖြစ်အောင်ဆောင်းလျှောက်ပေးတယ်တဲ့ဟော
မကောင်းတာလုပ်တာတော့ဆောက်ရှောက်ပေးတာနော်ပိတ်ကောင်းဆွေကောင်းကအဲ့လိုသူ့ပစ္စည်းတွေအထိန်သိမ့်မရှိဘူးဆိုလို့ရှိရင်မြင်တာနဲ့သိမ့်ပေးတယ်ကုညီပေးတယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပက္ခရာကျေးဇူးပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသိကြောက်လန့်နေလို့ရှိရင်လည်းအာဘိစကားပြောတယ်ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရွက်တယ်ငွေကြီးတဲ့လိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပက္ခရာမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါင်းတင်ရမယ်နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုသမာနဒုက္ခဒုက္ခသမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော်အဲ့ဒါလိုတူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေခုခေတ်ပြောကြတယ်မို့လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမကွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုသမာဓိဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှိုးဝှက်ချက်ကိုလည်းပဲအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပြောတယ်ကိုယ့်ရဲ့လျှိုးဝှက်ချက်တခါတည်းလျှိုးဝှက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်တော့အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့တယ်ပေါ့သူ့ရဲ့လျှိုးဝှက်ချက်ကြတော့လေလျှိုးဝှက်ပြီးတော့ပေးတယ်အပြင်ကိုမပေါကြအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနကဘွဲဝင်ကြီးကမှားသွားတဲ့ပုံပေါ့ဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာဒုက္ခကြုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုံမျိုးပဲဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုယ်တိုင်ကအသက်ဆုံးပြီးတော့ကာဝယ်ပြီးဟောအဲ့ဒီမိတ်ဆွေမျိုးကတော့သမာဓိဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်ရသော်ဘုရားသခင်ကိုရောမြတ်အပေါ်မှာရှင်အာနန္ဒာဒီကိုလည်းဖြစ်တယ်အမတန်မှလည်းဘုရားပေါ်မှာတန်ရုံးစဉ်ကြီးတယ်အလုံးကြောက်ရလိမ့်မယ်ဒီဝရရဲ့အစီအမံရအစဒတမင်းကြီးကလာလာဂိရိဆိုတဲ့စင်စိုးကြီးကိုအရက်တွေတိုက်ပြီးတော့ဘုရားဆုံးကဝင်လာတဲ့လမ်းကြားတွေကိုမောင်းထွက်လိုက်တာဘလောက်အန္တရာယ်ကြီးတဲ့ဆိုတာစဉ်းစားကြည့်တော့တိတ်ရမရှိဘူးအဲ့ဒီလမ်းကြားတွေကိုဒီစင်စိုးကြီးကိုအရက်တွေတိုက်ပြီးတော့မောင်းထွက်လိုက်တာဘုရားနဲ့သံဃာတွေကလည်းကြွလာတယ်ဆင်ကြီးကလည်းကြည်နာမောင်းကြီးမြောက်ပြီးအော်ဟစ်ပြီးတော့အမီးကြီးကုတ်ပြီးတော့ပြေးလာတယ်သူရှိမှတွေ့တဲ့ပုဂ္ဂိုလ်တော့မသက်သာအဲ့ဒီအချိန်မှာရှင်အာနန္ဒာမထေရမြတ်နောက်ကနေပြီးဘုရားနောက်ကပါလာတာဘုရားကိုထိမှဆိုလို့သူကိုယ်တိုင်ရှေ့ကနေပြီးတော့ပြေးတက်လိုက်တယ်သူ့အသက်ဆုံးတယ်ကဲအဲ့ဒီအချိန်မှာဆိုဘလောက်အရေးကြီးတဲ့အချိန်လေနော်ရသော်ဘုရားအနီးရောက်လာပြီးအဲ့ဒီအချိန်မှာရှင်အာနန္ဒာကသူ့ပဲဆင်စိုးကြီးကထိုးပါစေဆိုပြီးတော့သူ့အသက်ကိုစွန့်ပြီးတော့ဘုရားရှိခိုးသူကဝင်ရက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဘောဟုအာနန္ဒာပြောလည်းမရဘူးသူရှေ့ကနေအတင်းရက်တယ်နောက်မှမြတ်စွာဘုရားကတကူတော်နဲ့ဖယ်လိုက်ရတယ်ရှင်အာနန္ဒာဖယ်ခိုင်းလို့မရဘူးနော်ဘာလို့ဆိုရင်ဒုက္ခကြုံလာလို့ရှိရင်သက်ဆုံးစိတ်ဓာတ်ကိုအသက်ဆုံးဘုရားကိုတော့မထီးစေရဘူးဘာကာဝယ်မယ်ဆိုတဲ့အနေနဲ့သက်ဆုံးတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာသမာဓိဒုက္ခဒုက္ခမိတ်ဆွေစစ်လို့ခေါ်ပါတယ်မိတ်ဆွေစစ်လို့ခေါ်တယ်သက်ဆုံးနောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုအထက်ခါကြီးအ
ကျိုးစီးပွားကိုဟောပြောပြသရတဲ့မိတ်ဆွေဆရာသမားတို့မိတ်ဆွေပိတ်ကောင်းဆွေကောင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှင်ဟာမလုံးနဲ့တားတယ်မရရအောင်တားကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေဒီနေရာမှာကတိကာရတုတ်ခဲကကတိကာရဆိုတဲ့ဩရိတိကြီးနဲ့ဇောတိပါဠလို့ခေါ်တဲ့ဘေးချင်းဗေဒကျမ်းဂန်တတ်တဲ့ပညာတတ်ပုံနာအဲ့ဒီဗေဒကျမ်းဂန်တတ်တဲ့ဇောတိပါဠဆိုတဲ့အမျိုးသားနဲ့ကတိကာရဆိုတဲ့ဩရိတိကြီးတို့ကမိတ်ဆွေဖြစ်နေကြတာတို့အမတန်မှယဉ်နေတယ်အမတန်ယဉ်နေတဲ့ကတိကာရဆိုတာကကသမမြတ်စွာဘုရားရဲ့ဥပဒကာကြီးသူကအနာဂံအလုံးကြောက်ရလိမ့်မယ်အဲ့ဒီအနာဂံကတိကာရကြီးကပဲဘုရားအလောင်းတော်ထွက်တဲ့ကသူကဗြဟ္မပြည်ရောက်နေပြီလေဗြဟ္မပြည်ရောက်တော့မြတ်စွာဘုရားအလောင်းတော်ထွက်တဲ့အခါကျတော့ဘုရားကိုကြာသင်္ကန်းလာကတ်တယ်ဆိုမလားကြာသင်္ကန်းဆိုတာခဏိခေတ်တော့ကြာရိုးကိုပြင်ပြီးတော့ရက်ထားတာကိုကြာသင်္ကန်းလို့ခေါ်တယ်ဘုရားလာကတ်တဲ့ကြာသင်္ကန်းကကြာရိုးကရက်ထားတယ်လို့မဆိုဘူးကဘာဥကကြာဘူးကြီး၅ခုကဘာပြုရေပြင်ကြီးပေါ်မှာပေါက်လာတဲ့ကြာဘူးကြီး၅ခုအဲ့ဒီကြာဘူးကြီး၅ခုထဲမှာတဖူးမှာပြိက္ခရာ၈ပါးစီပါတယ်ဘုရားငါဆိုပွင့်မယ်ဆိုတဲ့အချိန်မှာအဲ့ဒီကြာဘူးတဲ့ကပြိက္ခရာ၈ပါးကိုယူပြီးတော့ဗြဟ္မပြည်မှာသိမ်းထားတာအဲ့ဒါကိုလာကတ်တာနော်အဲ့ဒါကိုကြာသင်္ကန်းလို့ခေါ်တာအဲ့တော့ကြာရုပ်ကိုမြင်ပြီးတော့ရက်ထားတဲ့ကြာသင်္ကန်းမဟုတ်ဘူးခဏခေတ်မှာဆိုလို့ချင်းကြာသင်္ကန်းဆိုပြီးတော့နော်ကြာသင်္ကန်းဆိုပြီးတော့10သိန်း15သိန်းလောက်ရှိလားမသိပါဘူးရှိတယ်ကြာသင်္ကန်းဆိုပြီးပုံမြဲလောက်ကြဘာလို့ခုနကကြာရိုးတွေကနေပြီးတော့ရက်ပြီးတော့လောက်ထားတယ်ကြာသင်္ကန်းဒီမြတ်စွာဘုရားအလောင်းကိုကတ်တဲ့ကြာသင်္ကန်းကတော့ကြာဘူးတဲ့ကရတဲ့သင်္ကန်းပါအဲ့ဒီကြာသင်္ကန်းလာကတ်တဲ့ကတိကာရဆိုတာကတ္တမမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဂေါရမမြတ်စွာဘုရားအလောင်းကဇောတိပါဠဆိုတဲ့ပညာတတ်ဗြဟ္မဏဖြစ်တယ်ကတိကာရဗြဟ္မာကြီးကအဲ့ဒီတော့ကတိကာရလို့ဆိုတဲ့အိုးလုတ်ပြီးတော့အသက်မွေးတာအိုးဖုတ်ပြီးတော့အသက်မွေးတာအိုးရင်းတယ်လို့ခေါ်တဲ့ရှိတော့အိုးရင်းတယ်ဆိုတာအိုးဖုတ်သမားပေါ့အိုးလုတ်သမားပေါ့အိုးလုတ်ပြီးတော့အသက်မွေးတာတော့ရင်းနှီးတဲ့တကယ်ချင်းဖြစ်တော့ဂတိကာရကဇောတိပါဠကိုခေါ်တယ်တကယ်ချင်းဇောတိပါဠဘုရားကျောင်းတော်သွားရအောင်ဘုရားကျောင်းကအနီးနီးလေးပဲဘုရားကျောင်းသွားပြီးတော့ဘုရားကိုနဲ့ဘုရားစီကတရားနာရအောင်လို့ခေါ်တာဇောတိပါဠဘာပြောတော့တကယ်ချင်းဒီကထုံးနေစီသွားလို့ဘာရမှာကထုံးနဲ့တော့ခေါ်တယ်မုံတကဘုရားစီသွားဖို့ခေါ်တယ်ဟိုလူကမလိုက်ဘူးအဲ့ဒါတော့စဉ်းစားကြည့်နော်တရားပွဲခေါ်လို့လည်းလိုက်ချင်လိုက်ပါနော်အဲ့ဒီမလိုက်တဲ့လူကဘယ်သူတုံးဆိုတာဂေါရမမြတ်စွာဘုရားရဲ့အလောင်းအဲ့ဒီချိန်တော့ဇောတိပါဠဆိုပုံတာမလိုက်ဘူးဘာဖြစ်လို့ဖယားနဲ့ဝေးနေတာတော့သူကိုယ်တိုင်ဖယားဖြစ်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဘာလို့ဝေးနေတာတော့ဆိုလောဆယ်သူ့ရဲ့ပတ်ဝန်းကျင်ကဖယားတရားမကြည်ညိုတဲ့အမျိုးမှဖြစ်နေတာဟုတ်ဒါလည်းတတိထားနော်တခါတည်းရကိုယ်တိုင်ကမယုံမလားမိကောင်းဖခင်သာသမီဖြစ်လို့တရားတရားလေးအထိုက်နဲ့ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာ
ခိုင်မှာမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှဒီစိတ်ဓာတ်ကလေးတွေအဲ့ဒါကြောင့်သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတိဆောက်ထားဖို့လိုအပ်တယ်သတ္တနာမူလိကသတ္တာအသိဉာဏ်ကိုအခြေခံတဲ့တရားတရားသောတာပတ္တိမဲ့လို့ခေါ်တဲ့အသိဉာဏ်ကိုအခြေခံတဲ့တရားတရားမျိုးရအောင်တိဆောက်ထားမှသာမြဲတယ်လို့ဆိုရင်မမြဲဘူးကြည့်ဘုရားအလောင်းကသဝဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းတော့ဘုရားကြောင့်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးရုပ်တွေစီဟောဒီလိုပြောတာအဲ့ဒါနဲ့တကယ်ချင်းလုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တကယ်ချင်းကြောင်းမသွားဘူးဆိုရင်ဒီနာတို့ပြစ်သွားပြီးရေချိုးအောင်ရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားတယ်ခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်မယ်နော်ခေါင်းသီးသွားရအောင်ဆိုလည်းလွယ်လွယ်ကူကူပဲနော်လက်ပိတ်ဆိုင်သွားအောင်ဆိုရင်ရောမလိုက်ပြီဘူးလားအေးတရားပွဲသွားရအောင်ကျောင်းသွားရအောင်ဆိုရင်မအားသေးဘူးအလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်ဒါအပြစ်ပြောเสียမှာမဟုတ်ဘူးဘာဖြစ်လို့တော့ဆိုတော့တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကဒီလိုရှိတာအဲ့တော့ဒီလိုရှိတာကိုတချို့ကထင်သေးတယ်တို့ကတော့ပါရမီလူနေသေးလို့နောက်ပါရမီရင့်လာရင်ဖြစ်လိမ့်မယ်လို့ဒီလိုထင်တာမဖြစ်ဘူးဘယ်တော့မှလည်းရင့်လာမှာမဟုတ်ဘူးခုကတည်းကမလေးကျင့်လို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူးပြောကြတယ်မဟုတ်လားလက်ခံဆိုရင်သိနောက်ကျသွားပြီtomorrow will be too late အဲ့တော့နောက်ဘဝဆိုရင်သိနောက်ကျသွားပြီဒီအခြေအနေမျိုးကိုရကြမှာရမှာရထားတဲ့အခြေအနေကောင်းလေးမှာကိုလို့ဆရာရှိတာတွေကိုပြီးပြီးပြင်းပြင်းဖြစ်အောင်အခိုင်အမာဖြစ်အောင်တည်ဆောက်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်သာသနာတော်နဲ့လည်းကြုံတွေ့နေတယ်ဘုရားတရားတွေလည်းနာယူခွင့်ရနေတယ်ဒီချိန်လေးမှာဘုကိစ္စဒီကိစ္စအကြောင်းပြပြီးတော့မလုံးမိဘူးဆိုလို့ရှိရင်ဒီဘဝဝေးလာတဲ့နောက်ဘဝကျပူဝေးသွားမှာနီးလာမယ်လို့တော့မအောင်မေ့နေနဲ့ဝေးသွားဖို့ပဲရှိတယ်ဘုရားလောင်းအရင်မှကြီးတောင်ဘုရားကြောင့်ခေါ်လို့မရဘူးနော်အဲ့ဒါနဲ့တကယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုလိုက်တယ်အဲ့ကြတော့လွယ်လွယ်ကူကူနဲ့ပဲရေသွားချိုးတယ်တယောက်ကရေပါချိုးပြီးတဲ့အခါကျရေစိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာရကပြောပြတယ်တကယ်ချင်းဇောတိပါလားဟုတ်ပြီဘုရားကြောင့်ဒီနားလေးပဲနီးနီးလေးတို့သွားရအောင်လိုက်ခဲ့ဘာလို့လိုက်မှာမလိုက်ဘူးဆိုတော့ဘုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတကယ်ချင်းဟာဘုရားကြောင့်သွားရအောင်မှာလိုက်ခဲ့ပါလို့ဆိုမလိုက်ဘူးမင်းမလိုက်လို့မရဘူးဆိုပြီးပစိုးစာဆွဲကြိုက်တယ်အဲ့ကြတော့မရဘူးလိုက်မယ်လိုက်ရမယ်အဲ့ဒါလေးဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးစာယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရဥရိနေကြီးကခွန်အားမလာလည်းအမှန်တန်ကောင်းတာဇောတိပါဠိရဲ့စတုံးကိုဆွဲပြီးတော့တကယ်ချင်းမင်းလိုက်ပါလားမလိုက်ဘူးလားသဘင်ဆွဲခေါ်တော့တာအဲ့ကြနော်အဲ့သဘင်ဆွဲခေါ်တဲ့အခါကျတော့ဘုလူကလည်းစိတ်ဓာတ်ဘုရားလောင်းဆိုတော့စိတ်ဓာတ်အမှန်တန်ကောင်းတဲ့ဘုရားလောင်းတွေကစိတ်မယုံပါဘူးအထင်မြင်လေးတော့သူတို့မှားချင်မှားနေတယ်စိတ်ယုံမှမရှိဘူးအတွေးလည်းမလွဲတတ်ဘူးဘုရားလောင်းတွေကအဲ့ဒါဘုရားလောင်းရဲ့စိုက်တတ်တယ်ပဲသဘင်ဆွဲခေါ်တဲ့အခါကျတော့ကျန်တဲ့လူဆိုရင်ရဖြစ်တော့မှာပဲမဟုတ်လားမင်းငါသဘင်ဆွဲရမလားမင်းစော်ကားလာကြီးလားဆိုပြီးတော့အဲ့ဒီနေရာတွေမဲ့ရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တော့ဆိုဦးဒိန်းတယ်ဆိုတာပြမနာတွေနဲ့စားလို့ရှိရင်အမတန်ဇက်ကနေတယ်ပေါ့အိန္ဒိယမှာဒါဆန်းနေလို့ခေါ်တယ်ဆန်းနေဆိုရင်အန်တက်ချေဖို့ထီတော့မထီရဘူးသူတို့ကအခုလိုသဘင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူစိတ်ထဲမှာဘယ်လိုတွေးတော့ဆို
ငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါ့ကိုဒီလောက်ထိအောင်စုဒီလိုငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တကယ်ချင်းမင်းငါသဘင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးလိုက်သွားဘုရားစီလည်းရောက်ရောဘုရားကတရားဟောတယ်အတ္တမမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘုရားတရားဟောလိုက်တဲ့အခါကျတော့လေညာမတန်ချက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားဟုတ်တော့အင်းကိုမပြန်တော့ဘုရားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်တကယ်ချင်းမင်းဒီတရားတွေနားနေရတဲ့နဲ့မင်းဘာဖြစ်လို့သင်္ကန်းမို့ထားတော့သူကမေးတယ်ဇောတိပါတကယ်ချင်းမင်းဘာလို့သင်္ကန်းမို့ထားတော့ဆိုတော့ဂတိကာရပြန်ပြောတယ်တကယ်ချင်းနဲ့မင်းလည်းအတိပဲတဲ့ငါမှအဖေဦးအမေဦးနှစ်ယောက်ရှိတယ်သူတို့ကမျက်စိလည်းမမြင်ကြဘူးငါမလုပ်ကျွေးရင်ဘယ်သူလုပ်ကျွေးမှာတော့အမေအဖေတွေလုပ်ကျွေးဖို့အတွက်ငါသင်္ကန်းမောနိုင်တာပါပြောတဲ့အခါကျအေးအဲ့ဒါဆိုလို့ရှိရင်လည်းဟုတ်တယ်ငါကတော့အိမ်မပြန်တော့ဘူးကွာသင်္ကန်းဝတ်တော့မယ်ချက်ချင်းပဲဆုံးဖြတ်ပြီးတော့ဘုရားစီပြန်ဝင်ပြီးရဟန်းဖြစ်ခွင့်တောင်းတာအဲ့ဒီဘဝမှာဘုရားလောင်းရဟန်းဖြစ်သွားပါတယ်ကောရမမြတ်စွာဘုရားလောင်းအဆိုရှိတယ်မို့လားဗျာဒိတ်ခံခဲ့တာ24စုရှိတဲ့ထဲမှာဘုရားရဟန်းဖြစ်ခဲ့တာ9ချိန်ပဲရှိတယ်လို့ပြောကြတယ်နော်ကိုယ်ကပဲဘုရားဖြစ်ရဟန်းဖြစ်ခဲ့တယ်တဲ့ဘုရားနဲ့တွေ့တဲ့အခါပေါင်းက24ချိန်တွေ့ခဲ့တယ်ပေါ့ဘုရား24စုနှစ်ချက်ရှိစုလို့ဂတိပူဇော်နေကြတာအဲ့ဒီဟာကိုရည်ညွှန်းတာမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားအလောင်းဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီထဲမှာဂေါရမမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုမဖြစ်ဘူးလားအဲ့ဒီ25စုထဲမှာဘာထပ်ထည့်လိုက်တော့ဆိုတော့ဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တဲ့ဘုရား3စုရှိတယ်တဏိကရာတဲ့တရဏိကရာတဲ့မေချင်ကရာတဲ့ဒီပင်ကရာမြတ်စွာဘုရားအရင်ကတကဘာထဲမှာပွင့်တဲ့ဘုရား3စုကိုထပ်ထည့်လိုက်တဲ့အခါကျတော့2ချိတ်8စုဖြစ်တာပေါ့အဲ့ဒါ2ချိတ်8စုကိုးွယ်တယ်ဆိုတာအဲ့ဒါအဓိကကတော့ဂေါရမဘုရားအလောင်းဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေပဲချက်ချင်းပဲဘုရားလောင်းများကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ဘယ်တော့မှတွန့်ဆုတ်ဖို့မရှိဘူးဒီလိုစိတ်ဓာတ်မပြင်းထန်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဖြစ်ဘူးသုသာတောင်းနေပေမဲ့တကယ်လုပ်ရမယ်ဆိုလို့ရှိရင်ရွံ့တွန့်ဖြစ်တတ်သေးတယ်အဲ့ဒါဘာလို့ဆိုရင်ဆန္ဒကလည်းအဓိပတိမတတ်ဘူးဝိရိယကလည်းအဓိပတိမတတ်ဘူးစိတ်ဓာတ်ကလည်းအဓိပတိမဖြစ်ဘူးအသိဉာဏ်ကလည်းအဓိပတိမဖြစ်ဘူးသင်္ကန်းစာဆရာတော်ဘုရားကြီးရဲ့စကားပုံအဖြစ်ရေးထားတဲ့ကျမ်းထဲမှာကြားဖို့ကြပါလိမ့်မယ်လူတွေဟာမန္တလေးကဖြစ်တဲ့ပုံဝတ္ထုလေးတစ်ခုပေါ့ဆေးတောင်ကကိုမောင်တဲ့သူ့နာမည်မန္တလေးဘုရားကြီးသွားပြီးနေ့စဉ်ဘုရားရှိခိုးအော်ကြီးအကျယ်ဆုတောင်းနိဗ္ဗာန်မြတ်ဖို့ကိုရက်တူတို့နဲ့ရပါရစေသူရက်တောင်အရှိမလို့ခြင်းဘူးနော်နိဗ္ဗာန်မြတ်ဖို့ရက်တူတို့နဲ့ရပါရစေနေ့တိုင်းအော်ပြီးဆုတောင်းတာဆုတောင်းတဲ့အခါကျတော့တနေ့ကျတော့တကယ်ချင်းတယောက်ကဒီကောင်တဲပြီးတော့နိဗ္ဗာန်ဆုတောင်းမှလားတကယ်သွားကျင်လားငါဆုံးစားအောင်မယ်တဲကျတော့အဲ့ဒါတရားမင်းအဝတ်အစားတွေဆိုင်ကနေငားလာပြီးတော့သူကကြိုတင်ရောက်ပြီးတော့ဘုရားတော်ကကွယ်နေတာကိုလူကနေပြီးတော့ဘုရားပါရှိခိုးပြီးတော့ကျေလောင်နဲ့ဆုတောင်းလိုက်ရောတရားမင်းအောင်ဆောင်ထားတဲ့တကယ်ချင်းထွက်လာတယ်ဟဲ့ကမောင်ငါတရားမင်းနိဗ္ဗာန်ဆုတောင်းနေတာကြာပြီအဲ့တော့ငါလည်းညပြေကအလုပ်ကိစ္စတွေနဲ့မအားလို့မလာရဘူးဒီကနေ့တော့မင်းကနိဗ္ဗာန်ပို့ပြီးဖို့ဆင်းလာခဲ့ပြီကဲလာသွားကြဆိုနိဗ္ဗာန်ဆိုတော့ကြောင်ကြည့်နေတယ်တရားမင်းကြီးခုလိုက်ရမှာလား
ဟာခုလိုက်ရမှာပေါ့အိမ်ပြန်ပြီးတော့ပြောမှဖြစ်မှာအိမ်ကလူတွေကတော့ရဘယ်တော့မှမသိအိမ်ပြန်မရစေအိမ်ပြန်အိမ်ကမျိုးသမီးနဲ့တော့တိုင်ပြီးအောင်မှဖြစ်မှာဆိုတော့အေးတော့တိုင်ပြီးမင်းက9ရက်ပဲခွင့်ပေးမယ်နော်အများကြီးခွင့်မပေးနိုင်ဘူးနိဗ္ဗာန်ဆိုတာအမှန်တရားရောက်ရခဲ့မြအိမ်ပြန်သွားတဲ့ကျောင်းတော်ပတ်မှနဲ့အိမ်ပြန်ရောက်တဲ့အခါကျတော့အိမ်ကအမျိုးသမီးနဲ့စကားပြောဟာဒီလိုပဲဆူတောင်းတာခဏတော့ဆူတောင်းကြည့်ပြီတရားမင်းကအဲ့ဒါနိဗ္ဗာန်ကိုလိုက်ခဲ့လို့ခေါ်သွားတယ်။ဘယ်လိုလုပ်ရဆိုတော့အမျိုးသမီးကတွန်းတာပေါ့အမလေးရှင်ဆူတောင်းကြည့်တာပဲတရားတော်လားခေါ်မှလိုက်သွားပေါ့ဘာလို့ပြန်လာဟာနေတယောက်တည်းဖြစ်ပါမလားဖြစ်ပါမလားနော်မဖြစ်တာကသူဖြစ်အဲ့တော့စဉ်းစားမနေနဲ့ရှင်လိုက်လာသွားစဉ်းစားအောင်တော့ဘယ်မှမစဉ်းစားဘူးဒီမစဉ်းစားလဲငါတော့စဉ်းစားရအောင်မလို့ပြောတယ်အဲ့ဒါမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုစိတ်ဆန္ဒကမပြတ်တာလေကြည့်ဇောတိပါဠဘုရားအလောင်းကြတော့ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်အိမ်မပြန်တော့ဘူးချက်ချင်းသင်္ကန်းဝတ်တယ်ကတ္တဝဘုရားစီခေါ်တော့လည်းသူမလိုက်ချင်ဘူးလိုက်လာပြီးတဲ့အခါတရားဓမ္မလည်းသိလိုက်ရောချက်ချင်းဆုံးဖြတ်ပြီးချက်ချင်းသင်္ကန်းဝတ်သွားတယ်ဒီနေရာမှာပြောလို့ရင်ကတော့ကြည့်ခေါဏကမိတ်ဆွေဆိုတဲ့နေရာမှာအမတန်မှအရေးကြီးတဲ့မိတ်ဆွေဂတိကာရဥရိန္ဒေကြီးဟာတကယ်ကိုမိတ်ဆွေအစ်စ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီဘုရားလောင်းစောတိပါဠပုံနာကိုဘုရားစီမရောက်ရောက်သူခေါ်သွားတာကိုယ်တိုင်ကမိတ်ဆွေဖြစ်ဂတိကာရကလည်းမိတ်ဆွေစီဖြစ်တယ်ဇောတိပါဠကလည်းမိတ်ဆွေစီဖြစ်တယ်နှစ်ဦးစလုံးမိတ်ဆွေစီဖြစ်ကြတဲ့အတွက်ကြောင့်အကျိုးရှိတာဖြစ်သွားတယ်ပေါ့အဲ့ဒါကိုပြောတာနော်တိုက်တွန်းနေကောင်းတဲ့ဘက်မှာတိုက်တွန်းပေးတယ်အသေးစမ်းနေဟောပြောပေးတယ်ကောင်းရဘုံကိုရောက်အောင်ပြောပေးတယ်အထက်ခါယူနောက်ဆုံးမိတ်ဆွေတကူကတော့ဘာလို့ဆိုအနုကံပကတဏှာဆောင်းလျှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်းလျှောက်တတ်တယ်ဆိုတာကိုယ်မိတ်ဆွေအပေါင်းအသင်းတယောက်ဖြစ်စည်းနေပြီဆိုရင်စိတ်ထဲမှာဝမ်းသာလူတွေကတစ်ဖက်သားပြည့်စည်ရင်ကြိတ်ပြီးဝမ်းသာတတ်တယ်နော်ပါဇက်ကသာဝမ်းသာဘူးပြောပြီးပဲကြိတ်ပြီးဝမ်းသာတတ်တယ်ကြီးပွားတိုးတက်နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်သာမရှိဘူးမေစရိယမရှိဘူးမုဒိတာရှိတယ်လို့ဒီလိုပြောတာကိုမိတ်ဆွေရဲ့အဖြစ်ကိုတစ်ဖက်သားကပြောလို့ရှိရင်မပြောဖို့တားတယ်ကိုမိတ်ဆွေတယောက်ကကိုယ့်ရဲ့မိတ်ဆွေရဲ့ဂုဏ်ကျေးဇူးတကားကိုပြောတယ်ဆိုရင်ဖြည့်ဆွတ်ပြီးတော့သူကပြောပေးတယ်ဒီလိုတချို့ကြတော့ချင်းဝါစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူးမကြိုက်နိုင်တဲ့အခါကျတော့မင်းသိတာကဒါလေးကိုကွာမင်းမသိတာလည်းရှိသေးတယ်လို့ဘာလို့ညာလို့နဲ့ထည့်လိုက်သေးတာပဲအဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကြတော့တကယ်ကိုကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတဏှာဆောက်ရှောက်တတ်တယ်ပေါင်းလိုက်တဲ့အခါကျတော့ဥပကာရလို့ခေါ်တဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေတမာနဒုက္ခဒုက္ခဆိုတဲ့အေးတူပုအမြဆိုတဲ့မိတ်ဆွေတွေအထက်ခိုင်းကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကမ္မကတဏှာဆောက်ရှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာတကယ်မိတ်ကောင်းဆွေကောင်းဖြစ်ပါလေမိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိတ်ကောင်းဆွေကောင်းဖြစ်ဖို့ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်ပါတယ်ကိုယ်ပေါင်းတဲ့မိတ်ဆွေတွေကလည်းအဲ့ဒီလိုမိတ်ဆွေမျိုးဖြစ်သင့်ပါတယ်လို့ဒါကြောင့်မို့ဒီကနေ့ညဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကနေပြီးတော့မိတ်ဆွေအတုဆိုတာဘာလဲမိတ်ဆွေအစစ်ဆိုတာဘာလဲမိတ်ကောင်းဆွေကောင်းဆိုတာဘာလဲလောကမှာပေါင်းသင်းဆက်ဆံရေးသံဃာကြီးပွားရေးပဲဖြစ်စေလောကကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့
ပတ်တယ်ပဲကြီးပွားရေးပဲဖြစ်စေမိတ်ဆွေကောင်းနဲ့မိတ်ကောင်းဆွေကောင်းနဲ့ကင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ကောင်းဆွေကောင်းဆိုတာအမတမလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိတ်ကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိတ်ကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့မိမိတို့ပေါင်းတဲ့ပုဂ္ဂိုလ်လည်းပဲတကယ်မိတ်ဆွေကောင်းတွေဖြစ်ဖို့ဆိုတာအာယုန်ထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာေယံကွာချမ်းသာကြပါစေတတ္တဝါများစွာေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေသမုဟတအသရပရာတိတိဘာဝောနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းမြောက်ခြင်းတရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပု္ပ္ပာညနှောက်ကိလေသာအစေအတောက်သမျှတို့သည်သမုဟတပိဋ္ဌဘဲတွင်ရေဝတင်လည်းကဲ့သို့ကင်းစင်လင်းပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောနုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသရမရအိုခြင်းလေကွာနာခြင်းလေကင်းသိခြင်းလေရှင်းထသောနေဒီဘောကိလေသာဟုပုခသိကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်